မင်္ဂလာပါကျွန်တော်ကတော့ Omrice မြန်မာလိုချက်ဦးသမင်းကျော်ကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုဆိုတော့Omrice ဆိုတာဒါမဲ့ကျွန်တော်ခေါင်းကခဏကျွန်တော်ခေါင်းရှိစကားမပြီးဘူးပြောချင်တာက Omrice ဆိုနာမည်ပေးထားပေမဲ့တကယ် Omrice နဲ့ရှင်ကြည့်ရင်ဘာမှမဆိုင်ဒါကျွန်တော်ရဲ့ပထမဆုံး animation ပေါ့အရင်တော့ animation လုပ်ဘူးလားဆိုတော့မလုပ်ဘူးဒီ channel ရဲ့ရွေးချက်က storytelling ကျွန်တော်ရဲ့ experience အတွေ့အကြုံကြောင့်ပြောပြမှာတခြားနိုင်ငံ animator တွေကိုအားကျပြီးတော့ဒီ channel ထွင်တာပေါ့ကြည့်ရတာလွယ်တယ်ဒါမဲ့ကိုယ်တိုင်လုပ်ကြည့်တော့ဒီ video ရဲ့45စက္ကန့်ကိုပဲစာမျက်နှာပေါင်း900ကျော်တယ်ဒီ Omrice ဆိုတဲ့ဒီကောင်လေးကိုဗျာဘယ်လိုရနေဆိုတော့Hollow Knight game ကြောင့်အဲ့ Hollow Knight တဲ့ကဒီကောင်ကိုပုံကျဲယူပြီးတော့ကျွန်တော်ဒီသမင်းလုံးလေးကိုထွင်လိုက်တာပေါ့အဲ့ဒါကြောင့်ကျွန်တော်ဒီကောင်ကအပြင်က Omrice နဲ့ဘာမှမဆိုင်တာbrother တို့ Hollow Knight အကြောင်းသိနေလို့ရှိရင်သွားစောကြည့် mobile အတွက်လည်းရှိတယ်ဒီကျွန်တော်ဆို laptop နဲ့ဆိုတာဗျာ recommend ပေးတာတော့ laptop ဘာလို့လဲဆိုတော့ဖုန်းနဲ့ဆိုတော့တော်တော်ကြီးကိုခက်တယ်ဗျာတကယ်ဒီဗီဒီယိုတော့ကတော့ဒါပဲပေါ့နောက်ဗီဒီယိုတော့ကျွန်တော်ပြင်ဆင်နေဒါမဲ့တကြံတွင်းဖြစ်နေတော့ကျွန်တော်ဘာမှမလုပ်သေးဘူးကျွန်တော်ကဲအောင်မယ်တည်ရမလားအဲ့တော့အကောင့်ဆုံးက bro တို့ subscribe ပြီးတော့notification လေးဖွင့်လာတဲ့အဲ့တော့ကျွန်တော်ဗီဒီယိုတက်လာလို့ရှိရင် AC ကြည့်လို့ရတယ်အဲ့ဒါဆိုရင်